မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျမရီတာမှတောင်းယူတင်ဆက်ပေးသွားမှာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူကိုယ်တိုင်ခန့်အပ်ထားတဲ့အစိုးရရှေ့နေချုပ်ပန်ပွန်ဒီကိုယာဒူကနေရုတ်တရက်ဖယ်ရှားလိုက်ပြီလို့သိရပါတယ် Tonight, loyalty was apparently not enough to save Pam. ဒီသတင်းကိုသမ္မတထရန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Truth Social ကနေတဆင့်ကြေညာခဲ့တာပါထရန့်ကပန်ဟာအစိုးရရှေ့နေချုပ်အဖြစ်အလွန်ကောင်းမွန်တဲ့အလုပ်တစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်လို့ချီးကျူးစကားဆိုထားပေမဲ့သူမကိုဘာကြောင့်အခုလိုယာဒူကနေဖယ်ရှားလိုက်ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိပါဘူးလက်ရှိမှာတော့သူမရဲ့နေရာမှာဒုတိယအစိုးရရှေ့နေချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Todd Blanche ကိုယာယီအစိုးရရှေ့နေချုပ်အဖြစ်အစားထိုးခန့်အပ်လိုက်ပြီလို့သိရပါတယ်Todd Blanche ဟာသမ္မတထရန့်ရဲ့ယုံကြည်စိတ်ချရတဲ့ရှေ့နေဟောင်းတဦးလည်းဖြစ်ပါတယ်ဒီယာဒူအပြောင်းလဲဟာအမေရိကန်တရားရေးဌာနအတွင်းမှာအတော်လေးကိုကြရရိုက်သွားစေခဲ့ပါတယ်အစိုးရအဖွဲ့သစ်စတင်ပြီးတိတ်မကြခင်မှာပဲအရေးကြီးတဲ့ယာဒူတစ်ခုမှာအခုလိုအပြောင်းလဲလုပ်လိုက်တာဟာထရန့်အစိုးရရဲ့ရှေ့ဆက်မဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်စရာဖြစ်လာပါတယ်အီရန်နိုင်ငံရဲ့အကြီးဆုံးနဲ့အမြင့်ဆုံးတရားကြီးဖြစ်တဲ့ B1 တရားကြီးဟာအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြိုကျပျက်စီးသွားပြီလို့သိရပါတယ်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်မှာအီရန်ရဲ့အကြီးဆုံးတရားကြီးပြိုကျသွားပြီးဘယ်တော့မှပြန်သုံးလို့ရတော့မှာမဟုတ်ဘူးလို့ရေးသားခဲ့ပြီးအခြေအနေတွေပုံမဆိုးရခင်အီရန်အစိုးရအနေနဲ့သဘောတူညီချက်တစ်ခုအမြန်ဆုံးလှုပ်ဆောင်ဖို့ဖိအားပေးလိုက်ပါတယ်ဒီ B1 တရားကြီးဟာအီရန်မြို့တော်တီဟီရန်နဲ့အနောက်ပိုင်းမြို့ဖြစ်တဲ့ကာရက်ကိုဆက်သွယ်ပေးထားတဲ့အဓိကလမ်းမကြီးပေါ်မှာရှိတာပါအမေရိကန်ဘက်ကတော့ဒီတိုက်ခိုက်မှုဟာအီရန်စစ်တပ်ရဲ့ drone နဲ့ဒုံးကျည်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ရည်ရွယ်တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကြောင့်အီရန်ဘက်ကလည်းလက်စားချေဖို့ပြင်ဆင်နေပါတယ်အီရန်တော်လှန်ရေးအစောင့်တပ် IRGC ကအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ကူဝိတ် ဆော်ဒီအာရေဗျဘာရိန်းနဲ့အဘူဒါဘီတို့မှာရှိတဲ့တရားတွေကိုပြန်လည်ပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ချိန်ချောက်ထားတာကြောင့်အရှေ့လယ်ပိုင်းဒေသတစ်ခုလုံးစိုးရိမ်စရာဖြစ်နေပါတယ်။ဒီစစ်ပွဲကြောင့်ကမ္ဘာ့စွမ်းအင်ကျွမ်းကျင်သူတွေကတော့ဓာတ်ဆီဈေးနှုန်းတွေထပ်မံမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ Trump ကတော့ Operation Epic Fury ဟာအောင်မြင်နေတယ်လို့ပြောဆိုထားပေမဲ့အမေရိကန်ပြည်သူအများစုကတော့ဒီစစ်ပွဲအပေါ်စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ Starting next year, American drug prices will come down fast and furious. အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြည်ပကတည်တဲ့ဆေးဝါးတွေအပေါ်အခွန်100%ထိကောက်ခံနိုင်မဲ့အမိန့်သစ်တစ်ရပ်ကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒါဆေးဝါးကုမ္ပဏီတွေကိုဈေးနှုန်းလျှော့ချလာအောင်ဖိအားပေးလိုက်တာလည်းဖြစ်ပါတယ်။ထရန့်ရဲ့အမိန့်သစ်အရအမေရိကန်အစိုးရနဲ့ဈေးနှုန်းသဘောတူညီချက်ရယူပြီးအမေရိကန်ပြည်တွင်းမှာစက်ရုံတည်ဆောက်တဲ့ကုမ္ပဏီတွေကအခွန်ပေးဆောင်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့သဘောတူညီချက်မရှိတဲ့ကုမ္ပဏီတွေကတော့အခွန်20%ကနေစတင်ပေးဆောင်ရမှာဖြစ်ပြီးလာမယ့်4နှစ်အတွင်းမှာအခွန်100%အထိတိုးမြင့်ကောက်ခံသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့အစိုးရဟာ Pfizer အပါအဝင်အဓိကဆေးဝါးထုတ်လုပ်သူ18ခုနဲ့သဘောတူညီချက်တွေရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ Trump ကတော့ဒါဟာပြည်ပအတင်သွင်းတဲ့ဆေးဝါးတွေကြောင့်ဖြစ်ပေါ်လာတဲ့အမျိုးသားလုံခြုံရေးချင်းချောက်မှုကိုဖြေရှင်းတာပါလို့ဆိုထားပါတယ်။ဒီအစီအစဉ်ပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဆေးဝါးကုမ္ပဏီခေါင်းဆောင်တွေကတော့ဒီအခွန်အသစ်တွေဟာဆေးဝါးကုန်ကျစရိတ်တွေကိုပုံမမြင့်တက်စေနိုင်ပြီးယင်းနှိမ့်မြုပ်နှံမှုတွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးထားပါတယ်။တစ်ဖက်မှာလည်း UK ဥရောပသမဂ္ဂနဲ့ဂျပန်နိုင်ငံတို့ဟာအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေအရအခွန်နှုန်းထားသက်သာခွင့်တွေရရှိထားတယ်လို့သိရပါတယ်။ Trump ဟာအရင်ကလည်းသွင်းကုန်အခွန်အသစ်တွေကိုထုတ်ပြန်ခဲ့ဘူးသလိုယခုတစ်ချိန်မှာလည်း Trump R8 ဆိုတဲ့ platform ကနေတဆင့်ဆေးဝါးဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ဒီမူဝါဒကြောင့်တကယ်ပဲဆေးဝါးဈေးနှုန်းတွေကျဆင်းလာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အီရန်စစ်ပွဲဟာဒီကနေ့မှာ35ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာ့ရှင်နံနဲ့စွမ်းအင်တည်ယူပို့ဆောင်ရေးအတွက်အသက်သွေးကြောဖြစ်တဲ့ Hormuz ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်နိုင်မှုနိုင်ငံတကာကတပ်တမန်ရေးနီလန်းပေါင်းစုံနဲ့ကြိုးပမ်းနေကြပါတယ်။တစ်ဖက်မှာလည်းကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရေလက်ကြားလုံခြုံရေးအတွက်စစ်ရေးအရအရေးယူဆောင်ရွက်နိုင်ခွင့်ပြုဖို့မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့အကဲဖြတ်ချက်တွေအရအီရန်နိုင်ငံဟာတလကျော်ကြာဘုံကျဲတိုက်ခိုက်ခံရမှုတွေရှိနေပေမဲ့လည်း၎င်းတို့ရဲ့ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းနဲ့တိုက်ခိုက်ရေး drone ထက်ဝက်ကျော်ခန့်ကိုဆက်လက်ထိန်းသိမ်းထားနိုင်စေဖြစ်ကြောင်းသိရပါတယ်။ဒါဒေတာတွင်းမှာအချိန်မရွေးပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုလှုံ့ဆော်လာနိုင်တဲ့အန္တရာယ်ရှိနေတာပါ။တစ်ဖက်မှာလည်းအမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Gerald Ford ဟာမီးလောင်မှုကြောင့်ပြုပြင်ထိန်းသိမ်းမှုတွေလှုံ့ဆော်ခဲ့ရပြီးနောက်အခုအခါပင်လယ်ပြင်သို့ပြန်လည်ဝင်ရောက်လာပြီးစစ်စင်ရေးတွေပြန်လည်စတင်နေပြီဖြစ်ပါတယ်။ဒီစစ်ပွဲရပ်တန့်မှုအတွက်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကလည်းဥရောပနဲ့အရှေ့အလယ်ပိုင်းနိုင်ငံကတပ်တမန်တွေနဲ့ဖုံးဖြစ်ဆက်တွေကအပြစ်အခတ်ရက်စဲရေးအတွက်တိုက်တွန်းနေပါတယ်။တရုတ်နဲ့ပါကစ္စတန်နိုင်ငံတို့ကတော့အချက်5ချက်ပါဝင်တဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုတင်ပြထားပါတယ်။ဒါပေမဲ့ကုလသမဂ္ဂမှာဘာရိန်းနိုင်ငံကအဆိုပြုထားတဲ့လိုအပ်တဲ့ကာကွယ်ရေးနည်းလမ်းအလုံးသုံးစွဲနိုင်ခွင့်ဆိုတဲ့အချက်ပေါ်မှာတော့တရုတ်နိုင်ငံကစီးရေးရအင်အားသုံးဖြည့်ရှင်းမှုကိုကန့်ကွက်ထားတာကြောင့်စနေနေ့မှာပြုလုပ်မဲ့မဲခွဲဆုံးဖြတ်မှုဟာစိတ်ဝင်စားစရာဖြစ်နေပါတယ်။စစ်ပွဲရဲ့ခရက်ကြောင့်ကမ္ဘာတဝန်းလောင်စာဆီဈေးနှုန်းတွေအဆမတန်မြင့်တက်နေပါတယ်
အာရှဒေသတွေလေကြောင်းလိုင်းတွေမှာလေယာဉ်စီဈေးနှုန်း2ဆကျော်မြင့်တက်လာတာကြောင့်လက်မှတ်ခဈေးနှုန်းတွေမြင့်တက်လာသလိုခီးစဉ်အချို့ကိုလည်းဖျက်သိမ်းနေရပါတယ်။အမေရိကန်ပြည်တွင်းမှာလည်းဓာတ်ဆီဈေးနှုန်းတွေတရရိပ်တက်နေပြီးအချို့ပြည်နယ်တွေမှာတဂါလန်ကို$4ကနေ$6နီးပါးအထိရောက်ရှိနေတာကြောင့်သမ္မတထရန့်အပေါ်လူထုဝေဖန်မှုမြင့်တက်နေပါတယ်။ထူးခြားချက်အနေနဲ့ပါကစ္စတန်နိုင်ငံမှာတော့ဆိုလာစွမ်းအင်သုံးစွဲမှုများပြားတာကြောင့်အခုလိုစွမ်းအင်အကျပ်တဲတံကိုအတိုင်းအတာတစ်ခုထိခုခံနိုင်စွမ်းရှိနေတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့ကိုဝိတ်နိုင်ငံရဲ့ရေနံချက်စက်ရုံတစ်ခု drone နဲ့တိုက်ခိုက်ခံရမှုကြောင့်မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့သလိုလက်ဘနွန်နိုင်ငံမှာလည်းစစ်ပွဲကြောင့်လူပေါင်း1,000,000ကျော်အိုးမဲ့အိမ်မဲ့ဖြစ်နေရပါတယ်။နိုင်ငံတကာသတင်းများတင်ဆက်လို့အပြီးမှာတော့နောက်ဆုံးရပြည်တွင်းသတင်းများကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ တပ်မတော်ကာကွယ်ဦးစီးချုပ်၏အဆောင်အယောင်ဓာတ်နဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံး၏အလံတို့ကိုလွှဲပြောင်းပေးပြီး2021ခုနှစ်အာဏာသိမ်းမှုအပြီး9နှစ်အကြာမှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာသူ့ရဲ့စစ်ဘက်ဆိုင်ရာယာဒူးတွေကနေနှုတ်ထွက်ပြီးသမ္မတယာဒူးကိုရယူဖို့အသင့်ဖြစ်နေပြီလို့သိရပါတယ်။ယခုကျင်းပပြီးစီးခဲ့တဲ့ရွေးကောက်ပွဲမှာစစ်တပ်ကြောထောက်နောက်ခံပြု USDP ပါတီကနေရာအများစုအနိုင်ရခဲ့တယ်လို့လွှတ်တော်တွင်းမှာလည်းစစ်တပ်ကိုယ်စားလှယ်25%ရှိနေတာကြောင့်ဒါဟာကြိုတင်သတ်မှတ်ထားတဲ့ရလဒ်တစ်ခုလို့ဝေဖန်ခံနေရပါတယ်။မင်းအောင်လှိုင်ဟာသူသမ္မတဖြစ်လာချိန်မှာအာဏာမလျော့သွားအောင်အမြင့်ဆုံးအာဏာကျင့်သုံးမဲ့အတိုင်းအမြံကောင်စီအသစ်ကိုဖွဲ့စည်းခဲ့တယ်လို့သူ့ရဲ့တစ္ဆာခံဖြစ်သူဗိုလ်ချုပ်ကြီးရန်ဝင်းဦးကိုလည်းစစ်ဦးစီးချုပ်အသစ်ဖြစ်အစားထိုးခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာတော့နိုင်ငံအစည်းအဝေးပြက်ကတ်နဲ့ရင်ဆိုင်နေရပါတယ်။အရှေ့လယ်ပိုင်းစစ်ပွဲကြောင့်လောင်စာတီပြက်လက်မှုတွေဖြစ်ပေါ်နေပြီးပြည်တွင်းစစ်ကြောင့်လူပေါင်း4,000,000နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။ပြည်သူတွေကတော့အစိုးရသစ်အပေါ်မျှော်လင့်ချက်နှဲပါနေပြီးနေ့စဉ်ရှင်သန်ရည်တည်ရေးအတွက်သာရုန်းကန်နေရတယ်လို့ဆိုပါတယ်။ဝါရင့်နိုင်ငံရေးသမားဦးမြအေးလိုပုဂ္ဂိုလ်တွေကတော့ဒီပြဿနာကနေထွက်ပေါက်ရဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကိုပြန်လှုပ်ပေးပြီးတွဲဆောင်ဆွေးနွေးမှုတွေလုပ်ဖို့တိုက်တွန်းနေပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိတော့မြန်မာနိုင်ငံရေးအကျဉ်းမြောင်းတဲ့လမ်းကြောင်းတစ်ခုပေါ်မှာရှိနေသေးပါပဲ။မြန်မာအာဏာသိမ်းစစ်တပ်ကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာရှိတဲ့အစိုးရရှေ့နေရုံးမှာဧပြီလ6ရက်နေ့မှာတရားစွဲဆိုသွားတော့မယ်လို့သိရပါတယ်။ဒီတရားစွဲဆိုမှုကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကနေလွတ်မြောက်လာသူယာစမင်အူလာနဲ့အတူအင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းမာဇူကီတာယူစမန်အပါအဝင်ထင်ရှားတဲ့ပုဂ္ဂိုလ်10ဦးကပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ဒီတိုင်ကြားစာထဲမှာလူမျိုးတုံးတပ်ဖြတ်မှုကိုကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ချင်းမြန်တပ်မတွေကိုအတိအကျနာမည်တပ်ဖော်ပြထားတယ်လို့သိရပါတယ်။အထူးသဖြင့်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုအဓိကကွပ်ကဲမှုတာဝန်ရှိသူအဖြစ်ရည်ညွှန်းထားပြီးလူမျိုးတုံးတပ်ဖြတ်လိုတဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းတင်ပြထားတယ်လို့ဆိုပါတယ်။ဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ချက်အရင်ထုတ်ပြန်မှာဖြစ်ပြီးဧပြီ6ရက်နေ့မနက်ပိုင်းမှာတော့တရားဝင်အမှုဖွင့်တိုင်ကြားသွားမှာဖြစ်ပါတယ်။အင်ဒိုနီးရှားဟာအာဆီယံရဲ့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်အခုလိုမြန်မာစစ်တပ်အပေါ်တရားစီရင်ရေးအရာအရေးယူဖို့ကြိုးစားလာတာဟာမြန်မာအရေးမှာထူးခြားတဲ့တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မကွေး Federal Unit အစိုးရတို့ကြားလုံပိုင်ခွင့်အာဏာခွဲဝေရေးဆိုင်ရာကိစ္စရပ်တွေကိုအဆင်ပြေမှုရရှိတဲ့အထိဆက်လက်ညှိနှိုင်းသွားမယ်လို့သဘောတူညီချက်ရရှိခဲ့ပါတယ်။ဒါမကွေးတိုင်းပခုတ်ကူခရိုင်တွင်တော်လိုင်းတပ်ဖွဲ့အချင်းချင်းစစ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်နှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီသတင်းနဲ့အတူနောက်ဆုံးရမြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကစပြီးမြိုင်နဲ့ပေါက်မြို့နယ်အတွင်းရှိရေနံမော်ဒေသတွေမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF တပ်ဖွဲ့တွေအလုံးရင်းနဲ့ဝင်ရောက်လာတာကြောင့်ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီတင်းမာမှုတွေနဲ့ပတ်သက်ပြီးဧပြီလ2ရက်နေ့ညပိုင်းမှာ NUG ဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကာကွယ်ရေးဝန်ကြီးဦးရီမွန်တို့နဲ့အတူမကွေး Federal Unit ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းစောတို့ဦးဆောင်တဲ့အဖွဲ့ဝင်တွေအွန်လိုင်းကနေတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာတော်လှန်ရေးနဲ့ပြည်သူကိုမထိခိုက်စေဖို့ရန်သူဘက်ကအကြိုက်တွေးစေမဲ့ရေးသားထုတ်ပြန်မှုတွေမလုပ်ကြဖို့နဲ့ပြဿနာတွေကိုလက်နက်နဲ့မဖြေရှင်းပဲစကားဝိုင်းမှာဆွေးနွေးဖြေရှာဖို့သဘောတူခဲ့ကြပါတယ်။မကွေးယူနစ်အစိုးရဝန်ကြီးချုပ်ကတော့မကွေးယူနစ်ကာကွယ်ရေးဝန်ကြီးဗိုလ်လက်ရာကို NUG ကဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေကလည်းမဟုတ်မမှန်ကြောင်းတုံ့ပြန်ထားပါတယ်။ဆက်လက်ပြီးမြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပါမယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့စခန်းသိမ်းတိုက်ပွဲကြောင့်စစ်ကောင်စီစစ်သား100ကျော်ဟာထိုင်းနိုင်ငံဘက်အချံကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတော့စစ်ကောင်စီတပ်ကအာရခတပ်တော် AA လို့အထင်မှားပြီးမိမိတို့အချင်းချင်းဘုံမှားကျဲခဲ့တာကြောင့်အရာရှိတူအပါအဝင်စစ်ကောင်စီတပ်သား19ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ကင်းနီပြည်နယ်လွိုင်ကော်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်10နှစ်အရွယ်မိန်းကလေးငယ်တဦးနဲ့အသက်45နှစ်အရွယ်အမျိုးသမီးတဦးထိမှန်သေဆုံးခဲ့ရတယ်လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ယခုအခါနိုင်ငံတကာသတင်းများနဲ့ပြည်တွင်းသတင်းများကိုကျမရီတာမှတာဝန်ယူတင်ဆက်လို့ပြပါပြီ။